လို့ဆိုနိုင်တော့ဘယ်ကမှမလွန်ထွက်တော့လူကြီးပြရစီဘာကြောင့်ချစ်ခဲ့ကြသည်ဘာတွေရဲ့မုံရတယ်လေဒါပဲလည်းမမေးဘူးဝေးဖို့သွားတော့မယ်ဝေနာသာချစ်လို့ကပြီးတွင်ပြီးညော်လေးရဘဝရဲ့ပန်းနိုင်တရားတဲ့ရှောင်းရည်ရည်နဲ့မြဲ့ရည်ဝေနာကိုအချစ်ကောင်းပေးလိုက်တယ်နောက်ဘဝစီတောင်းစုမှန်၍ဒီချစ်သူနဲ့ပြမထွေးမရစေနဲ့တယောက်တည်းကပါကစိတ်ကောင်းသွားမယ်ပန်းဝေးဆောင်နေတဲ့လက်စီတန်ရုံးစီထူတဲ့ထိမဲ့ငါဆယ်နဲ့ဒီတော်တဲ့ဘုံကိုပန်းတဲ့ဝင်လို့တပါးမြင်မှကျိုးစိတ်သွားပါမယ်ကျုံရရဲ့လောကဖြစ်တဲ့ဘာဝလူပဲနေနေမဲ့ယူဝေဒနာကို